အားလုံးပဲမင်္ဂလာပါအားလုံးကိုတော့ချီရတဲ့ညီကိုမောင်နှမတွေအားလုံးကိုဒီနေ့မှာနှုတ်ကပတ်တော်လေးအနေငယ်လေးနဲ့ခွန်အားပေးခြင်းနဲ့မကြခင်မှာကျွန်တော်တို့နော်ကပမိခင်များနေလေရောက်တော့မှဖြစ်တဲ့အတွက်မိခင်များအားလုံးကိုဂုဏ်ပြုတဲ့အနေနဲ့မိဘတန်ဖို့ဆိုတဲ့ကောင်းစဉ်အောက်ကနေအနေငယ်လေးခွန်အားပေးခြင်းနဲ့ချီရတဲ့ညီကိုမောင်နှမတို့ဒီနေ့ဒီမှာမိဘရှိသေးတယ်ဆိုရင်တင်ဟာတကယ်မရေမတွက်နိုင်တဲ့တန်ဖို့ဖြတ်လို့မရတဲ့ယတနာတွေကိုတရားပိုင်ဆိုင်ထားတော့သူဖြစ်ပါတယ်အာမင်အဲကြောင့်အားပေးခြင်းနဲ့ဒီနေ့ညီကိုမောင်နှမတွေလောကမှာရှိတဲ့အရာခတ်သိမ်းတိုင်းမြင်နေရတဲ့အရာခတ်သိမ်းတိုင်းကတင်းနဲ့ကျွန်တော်ဟာအစားထိုးလို့ရပါတယ်နော်တင်းအသက်ရှင်နေတေးတေး၍ဟာတင်းလူချင်းတဲ့အရာခတ်သိမ်းတိုင်းတင်းအစားထိုးလို့ရတယ်တင်းရဲ့ညီကိုမောင်နှမတွေဆွေမျိုးတွေတင်းဟာအစားထိုးလို့ရပါတယ်ဒါပေမဲ့အားပေးခြင်းနဲ့အစားထိုးလို့မရတဲ့အရာကမိဘဖြစ်ပါတယ်ဒါကြောင့်တင်းမိဘကတင်းဟာပဲဆံဘလောက်ပဲရှိဘယ်လိုပဲအောင်မြင်နေပါစေတင်းမိဘအရင်တင်းကိုမွေးထားတဲ့မိဘတွေကိုတော့တင်းဟာအစားထိုးလို့မရပါဘူးဒါကြောင့်ယခုလက်ရှိမှာတင်းမှာရှိနေတဲ့မိဘကိုတင်းဟာတန်ဖိုးထားပါတင်းမှာရှိနေတဲ့မိဘတွေကိုတင်းဟာဂရုစိုက်တတ်ဖို့လိုအပ်တယ်ဆိုတော့နှုတ်ကပတ်တော်လေးအနေငယ်ဖတ်ခြင်းနဲ့တုတ်တန်ချံအခန်းကြီး23အငယ်20မှာဒီလိုပြောထားပါတယ်တင်းကိုဖြစ်ပွားစေသောအဘဤစကားကိုနားထောင်လောအသက်ကြီးသောအမိကိုမထင်မဲ့မြင်မပြုနဲ့တဲ့ညီကိုမောင်နှမတို့တင်းနဲ့ကျွန်တော်တို့ဟာလူငယ်တွေတော်တော်များများပြောတတ်တဲ့စကားကအမေပါတီးလို့လေအဖေပါတီးလို့လေဆိုတဲ့စကားနဲ့မိဘတွေကိုတင်းနဲ့ကျွန်တော်တို့ကအနိုင်ယူတတ်ကြတယ်ဒါပေမဲ့တင်းအနိုင်ယူတဲ့အခါခါတိုင်းမှာတင်းရဲ့မိဘကတင်းကိုအနိုင်မယူခဲ့ပါဘူးတင်းအနိုင်ယူခဲ့တဲ့အခါခါတိုင်းမှာမိဘတွေကမေတ္တာနဲ့တင်းကိုရှော့မော့ပြီးတော့မှအရှုပ်ပေးခဲ့တဲ့အချိန်ပေါင်းတွေများစွာရှိခဲ့ပါတယ်။ဒါကြောင့်ညီကိုမောင်နှမတွေတင်းနဲ့ကျွန်တော်ဟာလွန်ခဲ့တဲ့နေ့ရက်ကာလတွေမှာမိဘတွေကိုကျွန်တော်တို့ဘယ်လိုတွေပဲကျွန်တော်တို့ဆက်ဆံခဲ့ပါလိမ့်စေ။လွန်ခဲ့တဲ့နေ့ရက်ကာလတွေမှာမိဘတွေကိုကျွန်တော်ဘယ်လိုပဲပြန်ခံပြောပါလိမ့်စေ။ဒီနေ့မှာတင်းဟာမိဘရှိသေးတယ်ဆိုရင်တင်းအစားထိုးလို့မရတဲ့မိဘကိုတင်းဟာပြန်ခံပြောဖို့မစင်စားပါ။မိဘစကားကိုတင်းဟာနားထောင်ဖို့လိုတယ်။တင်းကိုမွေးထားတဲ့အမိရဲ့စကားကိုတင်းဟာနားထောင်တတ်ဖို့လိုတယ်။တင်းရဲ့မိဘကအသက်ကြီးလို့ယူနော်အသက်ကြီးဦးမြင့်နေပါစေတင်းမိဘပါပဲဒါကြောင့်ညီကိုမောင်နှမတွေနံပါတ်1တစ်ချက်အနေနဲ့တင်းမိဘကိုတင်းဟာမထင်မဲ့မင်ပေတော့မှမလုံမိဖို့ရန်အတွက်ဂရုစိုက်ဖို့လိုတယ်တခါတလေမှာမိဘတွေကနော်ကျွန်တော်တို့ကိုတွင်တင်တဲ့အခါကျွန်တော်တို့ကိုလမ်းပြပေးတဲ့အခါအမေတို့မတိပါဘူးအဖေတို့မတိပါဘူးအမေနဲ့အဖေတို့ကဘာတွေလောက်ပြန်ပြီလဲစတဲ့ပြကျွန်တော်တို့ကပြောတတ်ကြတယ်ဒီနေ့ကျွန်တော်ဟာအဲ့လိုပြောရမယ့်သူတွေမဟုတ်ပါဘူးဒီမှာကျမ်းစာထဲမှာနှုတ်ကပတ်တော်ထဲမှာဒီလိုပြန်ပြောတယ်တုတ်တန်ခန်းကြီး23အငယ်25မှာတင်ရင်မိဘတို့သည်ဝမ်းမြောက်၍တင်းကိုမွေးဖွားစေသောသူတွေရှင်လန်းလိမ့်မည်လို့ပြောတယ်တင်းမိဘတွေဝမ်းမြောက်စေဖို့ရန်အတွက်တင်းနဲ့ကျွန်တော်တို့ဟာမိဘတွေဝမ်းမြောက်တတ်တဲ့စကားတွေတင်းနဲ့ကျွန်တော်ပြောတတ်ဖို့လိုတယ်မိဘတွေတင်းနဲ့ကျွန်တော်ကိုမွေးထားတဲ့မိဘတွေရှင်လန်းအောင်ရှင်လန်းတဲ့ဝမ်းမြောက်တဲ့သားသမီးတွေဖြစ်စေဖို့ရအတွက်တင်းနဲ့ကျွန်တော်တို့ဟာလောက်ဆောင်တတ်တော်သူတွေဖြစ်ဖို့လိုတယ်တင်းနဲ့ကျွန်တော်တို့ကိုမွေးဖွားတဲ့မိဘတွေကရည်ရွယ်ရှိနဲ့မွေးဖွားထားပါဘယ်မိဘကမှကိုယ့်ရဲ့သားသမီးတွေနော်မလိမ္မာပါစေတကယ်စိုးပေတဲ့သားသမီးဖြစ်ပါစေနဲ့ရည်ရွယ်ချက်နဲ့မွေးထားတဲ့မိဘတွေကတယောက်မှမရှိပါအားလုံးကတော့မိဘတိုင်းကတော့ပညာတတ်ကြီးတွေလိမ္မာရင်ရှားရှိတဲ့သားသမီးတွေဖြစ်စေဖို့ရန်အတွက်ရည်ရွယ်ချက်နဲ့မွေးထားတဲ့မိဘတွေပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မိဘတွေရှင်လန်းဝမ်းမြောက်တော့သားသမီးတွေဖြစ်စေဖို့ရန်အတွက်ဒီကနေ့ကစပြီးတင်းဟာမိဘတွေကိုတင်းဟာမထင်မဲ့မြင်မပြုတ်ပါမိဘတွေဝမ်းမြောက်စေတတ်တဲ့အပြုအမူတွေမိဘတွေဂုဏ်ယူရတဲ့သားသမီးတွေဖြစ်စေဖို့ရန်အတွက်တင်းနဲ့ကျွန်တော်လောကကြီးမှာအသက်ရှင်ဖို့လိုအပ်တယ်ဆိုတဲ့အရာလေးကိုအားပေးခြင်းနဲ့နံပါတ်2ကတော့တင်းမိဘကိုဝမ်းမြောက်စေတော့သူလုပ်ပါလွန်ခဲ့တဲ့နေ့ရက်တွေမှာမိဘတွေကိုစိတ်ဆင်းရဲအောင်လှုပ်စေခဲ့မိတဲ့သူဖြစ်ကောင်းဖြစ်လိမ့်မယ်လွန်ခဲ့တဲ့နေ့ရက်တွေမှာမိဘတွေကိုတော့စိတ်ဆင်းရဲအောင်မိဘမချေမနှက်တဲ့အရာတွေကိုပြုတ်မှုခဲ့တဲ့သူတယောက်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ဒီနေ့တင်းဟာဒီနေ့ဒီချိန်ဒီအသက်အရွယ်တင်းဟာမိဘရှိသေးတယ်ဆိုရင်တင်းအတွက်နောက်မကျသေးပါဘူးတင်းအတွက်အခွင့်အရေးရှိပါသေးတယ်မိဘတွေဝမ်းမြောက်တယ်ဆိုရင်တင်းလောကမှာအသက်ရှင်တဲ့ကမှာလှုပ်ဆောင်တဲ့အရာကတိုင်းတင်းဟာအောင်မြင်ပြီးတော့လူရှိပညာရှိမှာမျက်နှာတာရတော့သူတယောက်တင်းဟာဖြစ်လာမယ်ဆိုတဲ့အရာကိုအားပေးခြင်းနဲ့နံပါတ်3အချက်အနေနဲ့နော်တင်းမိဘကိုကောင်းချီးပေးတတ်တော်သူလို့ပါဒီနေ့ကျွန်တော်တို့ကများတော့အပြည့်လူငယ်တွေမိဘတွေ
တွေကိုပြောတတ်တဲ့စကားကအဖေအမေဘာမှမသိပါဘူးဒီအဖေကလည်းဒီအမေကလည်းအသက်ကြီးလာရင်ကြီးစားကြောင်းနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်များတော့အဖြစ်ပြောတတ်ကြတယ်နော်အဲ့လိုမဟုတ်ဘူးတင်းရဲ့မိဘဟာအသက်ကြီးပေမဲ့ဒီနေ့ဒီချိန်တင်းကိုဂယူးဆိုင်နေသေးတယ်တင်းကိုအသက်ကြီးနေပေမဲ့လည်းဒီနေ့ဒီချိန်တင်းကိုချစ်နေသေးတယ်ဆိုတဲ့အရာတင်းကိုသိစေချင်တယ်ဒါကြောင့်ဒီနေ့တင်းနဲ့ကျွန်တော်ဟာကိုယ့်ရဲ့မိဘနဲ့အသက်ပဲကြီးသွားပဲကြိုးစပင်တွေပဲဖြူဘလို့ပဲဖြစ်နေပါလေစေမိဘကမိဘပါပဲဒါကြောင့်တင်းမိဘကိုတင်းဟာကောင်းသောစကားတွေနော်ကောင်းချီးပေးတတ်တဲ့စကားတွေကိုပဲတင်းနဲ့ကျွန်တော်ပြောပေးတတ်ဖို့လိုတယ်ကျမ်းစာဖတ်ခြင်းနဲ့တုတ်တန်အခန်းကြီး31အငယ်28မှာဒီလိုပြောထားပါတယ်သူ၏သားသမီးတို့သည်ထ၍အမိကိုကောင်းချီးပေးတတ်ကြ၏တဲ့သူ၏သားသမီးတို့သည်နော်ထပြီးတော့မှဘာလို့လဲအမိကိုကောင်းချီးပေးတတ်တယ်ဒီနေ့တင်းနဲ့ကျွန်တော်ဟာမိဘတွေကိုပိုင်ဆိုင်ထားတယ်ဘေးရန်နဲ့မှလေးလို့မရတဲ့မိဘတွေကိုရရှိပိုင်ဆိုင်ထားတဲ့သူတယောက်ဟုတ်တယ်ဆိုရင်ဒီနေ့မိဘကိုဒီနေ့ကျွန်တော်ဟာကောင်းချီးပေးတတ်ဖို့လို့တယ်အမေရမ်းချစ်တယ်အမေရမ်းတော်တယ်နော်အမေဟာကျွန်တော်အတွက်တမီးအတွက်ဒီကဘာမှာမရှိမဖြစ်ပါတမီးအတွက်အမေရှိနေခြင်းဟာတမီးအတွက်ခွန်အားဖြစ်စေတယ်အမေရှိနေခြင်းဟာဖြစ်ဒါအတွက်အရာရာကိုအောင်မြင်စေတယ်စသဖြင့်မိခင်တွေကိုချီးမွမ်းတတ်တဲ့စကားလုံးတွေဒီနေ့ကျွန်တော်ဟာပြောတတ်ဖို့ရန်အတွက်လိုအပ်ပါအဲ့ဒါလို့ပြောရဲဆိုရင်အဘအကန်ကြီးအငယ်တင်းနဲ့သုံးမှာဒီလိုပြောတာမိဘစကားကိုနားထောင်ကြပါမိဘစကားကိုနားထောင်တော့သူကပြီးတော့မှကောင်းစားမယ်လို့ပြောထားပါတယ်ဒါကြောင့်ချီရတဲ့ညီကောင်မောင်နှမတွေတင်းမှမိဘရှိသေးတယ်ဆိုရင်မရှိရင်လည်းပဲရှိတဲ့မိဘတွေအသက်ကြီးတဲ့သူတွေကိုတင်းဟာဒီနေ့တင်းဟာတန်ဖိုးထားဖို့လိုတယ်လီစားဖို့လိုတယ်ချစ်ဖို့လိုတယ်မိဘတန်ဖိုးကိုတီတော်သားသမီးတွေဖြစ်စေဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်3ချက်လေးနဲ့ဝင်ငါပါတယ်နံပါတ်1တစ်ချက်မိဘကိုမထင်မဲ့မပြုပါနဲ့နံပါတ်2မိဘကိုဝမ်းမြောက်စေတော့သူလုပ်ပါနံပါတ်3မိဘကိုကောင်းချီးပေးတတ်တော်သူတင်းနဲ့ကျွန်တော်ဟာလှုပ်စေတတ်တော်သူတွေဖြစ်စေဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်လေးနဲ့ခွန်အားပေးပါတယ်အရောက်တိုင်းပေါ်မှာဘုရားသခင်ကောင်းချီးရှိပါစေ